ပေါက်ပဲကွာလော့တပေါက်ပဲအပရိုက်ဇာဝဲလေးတပေါက်ပဲလော်လေးတပေါက်ပဲနော်မလေးလော့ခြေနေလေးတော့ကြည်ထားနေပြီဒီလော့ကျွန်တော်တို့အရေးကြီးနေပြီလော်လေးကိုတော့ရင်ယူမလားဟန်နေတဲ့တစ်ဖက်မှာဖန်နီကိုဒီစိပဲပေးထားတယ်တစ်ဖက်မှာလော်ဝေးဦးအပရိုက်ဇာဝဲ retreat နဲ့ဟန်ရှောင်းတော့ရှူသွားနေပြီ okay တက်ယူရမယ်လေတော့ come on Fanny no တိုက်လိမ့်ဟေးထိမောင်မောစကော speed or distraction nice come on let's go မကြည့်ပေးအောင်ဟန်ကြည့်ပေးအောင်အေးဟန်နေနဲ့ပြန်သေးသွားလေ come on ရတယ်၄ယောက်ရာသေးတယ် easy တက်ကောင်းလိုက်တဲ့စန်ကြီး speed ရောက်ကွာပေးမရှင်းနဲ့လိုက်ဖြဲတာမေဂါ3လမ်းကမ်းဘက်နော်ချိုးမြိန်မှာနော်ဒီနိုင်ဘွဲမေဂါ3လမ်းကမ်းဘက်ဝိုင်းတော့တိုက်တကယ်နိုင်ဘွဲချိုးမြိန်မှာ God gas ထိုးထားပြီးတော့ဖြတ်နေနေတာကမှ Fury of the Phoenix golden hour နောက်မှာတော့ UA နဲ့ light တော့ဖြတ်ပေးမလဲ immortal ကြီးပါဂျန်နေသေးတယ်ဆိုတော့လေအရန်ကြီးတော့ဆက်မလို့မေဂါ3လမ်းလောက်တွေပြန်ယူမလား come on စိတ်ရှိလေးပဲမေဂါ3လမ်း pressure ဆိုတော့လေနည်းနည်းလေးတော့ lane pressure ပြီးတယ်ဆိုမဲ့လုံးကြီးချလို့မရတော့တာတော့မဟုတ်ဘူးသားကြီးမော်စကိုမြင်ထားတယ်နော်ဖန်နီကိုမြင်ထားတယ်တာကြီးတို့ဒီဘက်မှာ Fanny အောင်လမ်းမှာနော် Fanny အောင်လမ်းမှာ God gas တိုး reset ပြကြအောင်လမ်းမှာ Fanny တေးသွားပြီ4ယောက်5ယောက်လော့ no Fanny no more Fanny guys ပြန်လို့မယ်လားပြန်လို့မယ် no more Fanny အဲ့ကောင် Fanny ကတိုက်လေကြီးရောက်သွားအဲ့ကောင်ပုတ်သွားပြီသားကြီးစီးဖြောက်ပြီးတော့လာတာတအားကောင်းတာဟိအားကောင်းတာဘလင်း easy နော်လက်ခပ်တိန်တော့ရအောင်ယူပေးဟုတ်လော့သွေးတို့ကဒီလော်လေးပဲတိုက်4ယောက်5ယောက်အားလား4ယောက်5ယောက်အားလေးပဲGod gas show up right I want to be Fury of the Phoenix ဘာလို့မလဲ Winter Crown ခဲထားသေးတယ်ဟန်နောက်မှာ Emo နဲ့ကြပြန်လာမှာ PPP ပါထပ်တည်သွားနေတယ်ပဲ Killing Speed ပါစန်ကြီးနောက်မှာလဲလုံးမယ်လောက် Blending ကျူတယ်ကူစံဝေးနေချတိုက်တော့လော်လေးပါလေးလုံးမလား Feeling sorry I feel ပြန်ပါဝိုင်းတစ်ဖက်မှာလဲ stand တလောက်တကောင်တန်းလိုက်တော့တိုင်း one way push မယ် upright တော့ဟိုဘက်မှာနောက်တဲ့တကောင် sorry I feel it ထပ်တည်သွားမလား sorry I feel it ထပ်တည်သွားတယ်မတော့ God guys တင်နေဟိုဘက်မှာ session အေးမော်တဲ့တိုင်းတနေကုန်ခဲလိုက်တော့တနေကုန်ခဲနေတာအဲ့မှာ winter crown ငါးကောင်လုံးတင်း white အောင်သွားပြီကြီးကျွန်တော်ရဲ့မြန်မာအသင်းမေဂါ3လက်ကမ်းဘက်ကို game 1မှာပြသသွားနေတယ်ပဲအနိုင်ရရှိခဲ့ပြီပဲဖြစ်ပါတယ် why ကြီး